နော် United fan တယောက်အနေနဲ့ပွင့်လင်းဝန်ခံရရင်ဆိုတင်းတိုင်းကျွန်တော်တို့ဘက်တော်ပါတိုင်းတော်ပါမင်းတခုမလုံးမလိုက်နဲ့မလုံးနိုင်တဲ့အဝါကပ်ပဲဖနသီလည်းပေးရတာဆိုတာဟိုမှာဒေါကူတို့ခင်ဗျပြန်ဖြတ်ဖို့တော့ပြန်ပြောယူပါမင်းဇွတ်တွေကိုပေးကျင်နေတာကြီးရောခေါ်စကြောက်စားမှမသိဘူးဒီတိုင်းနော်မင်းတကယ်ကွာမင်းအားနာပါမင်းအဲ့ဟိုမဖက်တဲ့ကိုးတာမင်းဖနသီပေးလိုက်တကယ်အားနာစရာမင်းအိမ်ဝင်းခေါ်ပြီးနိုင်ခေါ်ကျင်တာဆိုနိုင်ရရှိတော့နိုင်သွားတယ်ပေါ့နော်ဆိုတော့perfect ပြည့်လုံးတယ်လို့တော့မပြောလို့အဲဆိုလိုအပ်တာတွေလည်းအများကြီးရှိသေးတာနောက်ဒိုခုသူ့ဟာနဲ့သူအဆင်ပြေတယ်ပြီးတော့ပန်နတီလည်းဖန်တီးသွားအနီကလည်းဖန်တီးပြီးသွားဆိုပေမဲ့ဒီကောင်ဆဲဆရာနောက်ကောကတွေ့ခဲ့သေးတာနော်အဲဒါကြောင့်အရင် perfect တော့မဟုတ်နေဘူးကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်နိုင်သွားပြီပြီးသွားပြီနောက်တစ်စင်းကိုတက်ပြီ nice နော် Premier League မှာတိုင်ပတ်နေတာမင်း Europa League မှာဟုတ်တယ်ဗျာဒီအသင်းအသက်တန်ရုံးချက်ပဲကြာရင်ဟာဟေးဒိုခုဟာလူပေးလေလူပေးလေမမေလူပေးလေစွတ်တဲ့ကန်နေတာမင်းကိုဟာပေးရလူ option နှစ်ခုတောင်ရှိတယ်ကွာမင်းဇက်စီကိုလမ်းပေးတော့မင်းဟော်လာလှမ်းဇက်စီကိုပေးအိုက်ကိုရတေချာဘောဝင်มาလူပေးစော့လေကွာလီးပဲဖော်လှမ်းကန်တာလေမင်းအုံတော့မပေါ့ဘူးလားဘောက်လှမ်းကန်တာလေပေးရမယ့်ကောင်လေအများကြီးရှိနေတယ်လေကွာခဏချိုးဒုက္ခပနဒီငါအော်ကြီးပြီအမင်းဒီနေ့ပနဒီရဲ့ပဲပြီးတော့မှာဟာမပေးဘူးတော်တယ်ဟိုပြန်ဖြတ်တယ်အာမင်းနောက်တော့ဝဲတာနောက်တော့ကိုးတာပနဒီဆိုတကယ်ငါပြောဆိုမင်းဘသူပနဒီအရဆုံးပြိုင်နေသလိုဖြစ်နေကဲကူဘိုဟာရောအနေများလိုက်တာနော်ဘယ်ကောင်ကန်လိုက်တာလဲတော့မသိဘူးအနေများတယ်ဗျာနော်ကူဘိုပေးလိုက်တာဘယ်ကောင်ကန်သွားလဲတော့မသိဘူးပြောင်းထိုးသူပြေးလန်းကြောင်ဟိုကောင်မလဲဒီလစ်ပြေးလန်းကြောင်ဒီသူ့ချုပ်ကြီးဝင်လာတာလေ what the fuck ဖောင်းတာမှမဟုတ်တာဟာတော့သူများသွားဖောင်းတာမှမဟုတ်လားမင်းလုံမနေမနဲ့အိုနန်ဖန်မှာမင်းအိုနန်နာတဂိုးသမားတယ်ပနဒီဖန်တမက်ကောင်လည်းမဟုတ်လုံမနေနဲ့ချိန်ကြတာကွာကန်လေးစီကန်လာမင်းအဲ့လုံးရကိုးနေမှာသိအေးအဲ့မှာမင်းဟိုကောင်အမေရိကကိုကန်တာဖန်တဲ့ကောင်ဂျပန်ကိုသွားဖန်တယ်အေးကျေးဇူးတင်တယ်လို့အဲ့တိုင်းပဲဖန်မင်းပနဒီဆိုအဲ့တိုင်းပဲဖန်တောင်ကန်မြောက်ကိုဖန်တယ်မြောက်ကန်တောင်ဖန်တယ်မင်းတကယ်ကန်တဲ့ကောင်အမေရိကကိုကန်တာဖန်တဲ့ကောင်ဂျပန်မှာသွားဖန်တယ်ဟာကက်ဆမ်ဘယ်ရိုဘရူနိုဟော်လန်ပနဒီပေးတယ်ဒါပနဒီပေးတယ်ဘာလို့လဲတော့မသိဘူးမမြင်လိုက်ဘူးတကယ်ဘာလို့ပေးရလဲတော့မသိဘူးမမြင်လိုက်ဘူးပနဒီပေးတယ်ရောက်ပနဒီပြန်ပေးတယ်ရောက်နေဘာလို့လဲတော့မသိဘူးမမြင်လိုက်ဘူးဘလို့ဖောင်းလို့ပနဒီပေးလိုက်တာလဲတော့မသိဘူးမမြင်လိုက်ဘူးဟောကက်စမယ်ပတ်ကြီးလှလိုက်တာရောကြီးနော်ပနဒီကတော့ဘလို့ဖောင်းလို့ပနဒီပေးလိုက်တာလဲမမြင်လိုက်ဘူးမင်း on site လီကိုဟိုပြောနေကြလား outside တွေစကားတွေစွတ်ပြောနေ on site တွေရအပနဒီဆိုရပြီဒါပဲထရီပြောနေတယ်မလို့ဘရူနိုလိုဘဲကန်မယ်ဆိုတော့ဝင်တယ်တေချာဘောဝင်လိုက်ကြည့်လိုက်ဒါပဲဒီကောင်လည်းဘာထူးလဲမင်းအမေရိကန်နဲ့ကောင်အမေရိကန်ကိုကန်တယ်ဖန်နဲ့ကောင်ဂျပန်ကိုပြေးဖန်တာဒီကောင်လည်းဘာထူးဒီကိုသမားလည်းမထူးပါဘူးအိုနာနာနဲ့နော်ဘရူနိုဆိုရင်တော့ပနဒီကဝင်ပါပဲဒါပဲနော်မင်းဘရူနိုလိုဘဲကန်မယ်ဆိုတော့ပနဒီကဝင်ပါပဲဗျာမင်းဖန်တဲ့ကောင်လဲနော်တကယ်ခုနအိုနာနာအတိုင်းပဲအမေရိကန်ကိုကန်တာဂျပန်ကိုတော့ဖန်တယ်တကယ်ကောင်နိုင် come on Bruno Holland Sessi Doku Panadiဒါပဲဟေ့ဒါပဲအဲ့ဒါရသိတာမြင်နေရတယ်ပနဒီမန်သိတာနော်အဲ့ဘာလက်မခံဒိုပနဒီဒါပဲဆောက်ရည်တဲ့ချင်းနဲ့မျိုးလုံးနဲ့လာနေတယ်ဒါပဲ come on ဟာမင်းဒီနေ့ပွဲဘာလဲလို့ပနဒီဒါနဲ့ဆိုသုံးလုံးရှိသွားရင်မင်းပနဒီဘူးအေးမှာသိရအသိတာကြီးမင်းရှင်းရနေခံမလိုက်တဲ့ကိစ္စအေးစိတ်တွေထက်ခလေးမွေးပါဗျာနော်ဘလူးလိုပဲထက်ကန်မှာအဲ့လုံးအောင်ဝင်အောင်ပါ
ယုံကြည့်ထားအဲ့ဘရူနိုပဲထက်ကမှာဆိုအေးစေပဲပို့ပါပဲရန်စိတ်ကလုံးမရှားနေဘူးဒါပါပဲနော်ဘရူနိုဝင်သွင်းမယ်ဆိုရင်တော့ဒါပဲဗျာနော်ဘရူနို is ဘရူနိုမင်းဘရူနိုပနတီကန်လောက်ကောအေးစိတ်နေလို့ကြည့်မကြည့်ကြည့်ကြအောင်မလို့တာကြည့်ကြအောင်လို့လားအဲ့လုံးဝင်မယ်ဆိုတာယုံကြည်ပြီးသား 100% ဒီကောင်ဘာကောင်းနေလဲကိုသမားတယ်မင်းပထမပနေစီတော့လားအဲ့ဘက်ချင်အောင်ကန်တာကွာနောက်တစ်လုံးအဲ့ဘက်ကန်တော့မလားနည်းပါစဉ်းစားလေအဲ့ဘက်စဉ်းစားလေအဲ့ဘက်အန်ငယ်ကိုခုနကန်ထားတာလေဟိုဘက်အန်ငယ်ကိုပြောင်းကန်မှာဗောမကန်တပြည့်နေရတနေရကိုကန်မှာဗောအဲ့အန်ငယ်ကိုပဲပြန်ကန်မလားလို့အဲ့ဒိုကူ what ဟာယောနီကပြလာယောဟေးယောနီကပြလာဟေးယောဟဲ့တာမန်ဖုန်းမအနီကပါလှမ်းပြတယ် what the fuck ဟာယောပြင်းလာပြီလားလို့အာဟဲ့အနီကပါပြလာတယ်ဟေးယောကြီးခဏချိုးပြမယ်တူဝီတူဟဲ့ဘရူနိုဂိုဟတ်ထရစ်ဗျာချိုမြင်လိုက်တဲ့ hat trick လေးပါဗျာဟုတ်တယ်ဟိုဘက်သင်းကိုဂိုးသွင်းလို့ဟောပြောတာမို့နော်မင်း Bruno hat trick ရလို့ချုံမြင်တယ်ကိုပြောတာနော် Bruno hat trick ရလို့ချုံမြင်တယ်ကိုပြောတာဗျာချုံမြင်လိုက်တဲ့ hat trick လေးနော်မိုက်တယ်မကြွဘူးမသိတိုင်ဟိုကမြင်လိုက်ဝေးကိစ္စမကြွမအောင်နိုင်လိုက်နော်မင်းဟုတ်တယ်ဗျာဟော်လန်အော်ယောဒါအာယောဒီကောင်နေကွာမင်းတို့ကောင်နေကွာမင်းတို့ဇွတ်တွေမင်းတို့ကောင်နေဇွတ်တွေပဲလို့ဟာယောဟော်လန်ဂိုးဖန်တီးတာဟိုကောင်ဂိုးသွင်းတာဘရစဉ်းစားကြည့်မင်းနော်ဂိုးမသွင်းတတ်တဲ့ဟော်လန်ကိုဒါလောကဂိုးသွင်းပြတယ်ဂိုးမဖန်တီးတတ်တဲ့ဒါလောကိုဟော်လန်ဂိုးဖန်တီးပြတယ် nice perfect ဒီကိုက perfect ပဲတကယ်ကောင်းတယ်ပြောင်းမြန်မင်းဒါလောကဂိုးဖန်တီးဟိုကောင်ဂိုးသွင်းရမှာဒီကောင်နေမင်းတယောက်ကိုတယောက်ပြန်တင်ပြနေကြရတာ